ကဲမင်္ဂလာပါ Home Bay မြန်မာ Academy မှာကြိုဆိုပါရစေကျွန်တော်တို့ဒီနေ့ပြောပြချင်တာလေးကတော့ Windows 10မှာစတင်ပါလာတဲ့ WSO Windows Subsystem for Linux အကြောင်းပဲဖြစ်ပါတယ်သူက version 2မျိုးရှိပါတယ် WSO 1နဲ့ WSO 2အဲ့2မျိုးမှာပါကားသွားလဲဆိုတော့ကမျိုးစလုံးကတော့ lightweight အတွက်ရည်ရွယ်တာဖြစ်ပေမဲ့ WSO 2ကတော့full Linux kernel support ပေးပြီးတော့ Docker ကိုလည်း support ပေးပါတယ်ဗျWSO ဟာဆိုရင်ဘယ်သူတွေအတွက်အသုံးဝင်တယ်လဲဆိုတော့software developers တွေ admin တွေ and Linux tools ကိုအသုံးပြုနေသူတွေအတွက် Linux OS ကိုတက်တင်စရာကိုမလိုတော့ဘဲပေါ့ပါနဲ့အဆင်ပြေအောင်သုံးနိုင်မှာပဲဖြစ်ပါတယ်ဗျကျွန်တော်တို့ဒီနေ့ WSO feature လေးကိုWindows မှာ enable လုပ်ပြီးတော့အသုံးပြုပုံတချို့ကိုပြပေးသွားမှာပဲဖြစ်ပါတယ်။အရင်ဆုံး command prompt မှာဒီ command လေးနဲ့ WSO ကိုအရင် install လုပ်ပေးရမှာပဲဖြစ်ပါတယ်။ပြီးရင်စက်ကိုတော့ restart ချပေးဖို့လိုအပ်ပါတယ်။ ဟုတ်ကဲ့ restart ချပေးပြီးသွားရင်တော့ WSO ကိုစသုံးလို့ရပါပြီဗျ။ကဲWSO ကို list ကြည့် online list ဖြစ်နေတဲ့ဟာလေးတို့ဒီ command လေးနဲ့ကြည့်ပါတယ်။အဲ့ဒီမှာတော့ဘယ် distro ကိုတင်လို့ရမလဲလို့စစ်ကြည့်လို့ရပါတယ်။အဲ့ဒီမှာ Kali ရှိတယ် Ubuntu ရှိတယ်Fedora နဲ့ SUSE အစုံပဲရှိပါတယ်အဲ့ဒီအရာတွေမှာကျွန်တော်တို့ Ubuntu 22.04 လေးကိုစမ်းတင်လိုက်ပါမယ်ဗျinstall parameter လေးနဲ့ Ubuntu ရဲ့ distro name လေးကိုထည့်လိုက်အောင်ပါပဲရှိရတော့ WSO command တော့မပေါဖြစ်ပေါ့နော်အခုကတော့ downloading လုပ်နေတာပါဗျdownload ပြီးသွားရင်တော့ install တခါတည်းလုပ်သွားပါလိမ့်မယ်ဗျ process ကဟုတ်ကဲ့ဒါတော့ installation လုပ်နေပါပြီโอเค installation process ကတော့ပြီးသွားပါပြီသူကတော့ user name နဲ့ password ပေးရမယ်ဆင်းရောက်သွားပါပြီခုဆို WSO မှာUbuntu 22.0.5 ကိုတင်တာပြီးသွားပါပြီcommand တွေအသုံးပြုဖို့ကတော့ run ဖို့တော့ကတော့update လုပ်ပေးရပါတယ်ဗျပြီးတော့ကိုသုံးချင်တဲ့ package တွေကိုလည်းတည်တံ့ပြန်တင်ပေးရပါတယ်ဘာဖြစ်လို့ဆိုတော့ဒီဟာက lightweight version ဖြစ်တာမို့လို့ကိုသုံးတာလေးကိုပဲတင်ပေးဖို့လိုပါတယ်အခုဆိုကျွန်တော်တို့ G editor တစ်ခုဖြစ်တဲ့ G update ကိုကျွန်တော်တို့တင်နေရလေးဖြစ်ပါတယ်โอเคG editor လေးကတော့တင်တာတော့ပြီးသွားပြီဗျ
ဟုတ်application ရလည်းသုံးလို့ရနေပါပြီကျွန်တော်တို့လက်ရှိသုံးနေတဲ့WS version ကိုဘယ်လိုစစ်လို့ရလဲဆိုတော့ဒီ -b ဆိုတဲ့ version command လေးနဲ့လည်းစစ်လို့ရပါတယ်ဗျလက်ရှိ version က 2.6.1.0 ပေါ့နော်ပြီးတော့WS list ဆိုတဲ့ parameter လေးနဲ့လည်းကျွန်တော်တို့လက်ရှိတွင်ထားတဲ့OS distro version ကိုလည်းကြည့်နိုင်ပါတယ်ပြီးတော့WS ဆို gedit ကိုတန်းပြီးတော့ run ပြလို့လည်းရပါတယ်ဒီလိုမျိုးလေးအခုကတော့ window ကနေ run နေတာပေါ့နော်အဲ့ဒါကိုမှကျွန်တော်တို့ Linux ထဲကို Linux mode ထဲကိုဝင်ပြီးတော့ run ဖို့ဖြစ်ပါတယ်တခုကအဲ့မှာ distro name ရိုက်တဲ့ချိန်ကျရင်တော့အပြည့်စုံရိုက်ပေးဖို့လိုပါတယ်ဟုတ်ကဲ့အခုတော့ distro ရဲကျွန်တော်တို့ Linux ထဲကို mode ထဲကိုရောက်သွားပြီဖြစ်ပါတယ်အဲ့ထဲကနေကျွန်တော်တို့ explorer လေးကို command နဲ့ခေါ်ပြထားတာဖြစ်ပါတယ်အခုကတော့ခေါ်ပြတဲ့အချိန်မှာလက်ရှိရောက်နေတဲ့ user ရဲ့ location ကိုဖော်ပြတက်လာပါတယ် location နဲ့ဒီ explorer လေးကတက်လာပါတယ်ခုခါကျွန်တော်တို့ location လေးပြောင်းကြည့်မယ်ဗျာလက်ရှိ location နဲ့ကျွန်တော်တို့ home ကိုတွားလိုက်ပါမယ်အဲ့ကနေမှာ explorer ကို run ကြည့်လိုက်ဘာလေးပေါ်လာမလဲ this pc ကိုရောက်သွားပါတယ်ဗျဟုတ်ကဲ့ Linux mode ကနေပြန်ထွက်ဖို့ဆိုတော့ easily နှိပ်လိုက်တာနဲ့ Linux mode ကနေပြန်ထွက်သွားပါပြီဆက်လက်ပြီးကိုတင်ထားတဲ့ distro ကိုကျွန်တော်တို့ဘယ်လိုပြန်ဖြတ်မလဲပေါ့နော်လုပ်ကြည့်အောင်ဗျာဒါမိနစ်ကတော့ရက်လိုက်တဲ့သဘောပဲဖြစ်ပါတယ်ဘာလို့လဲဆိုတော့တန်းဖြတ်လို့မရပါဘူးအရင်ရက်ပြီးမှဖြတ်လို့ရမှာဖြစ်တဲ့အတွက်ဒီနေရာမှာ distro name ပြီးတော့ဒီနေရာမှာလည်း distro name လေးကိုလည်းအတိအကျထည့်ပေးဖို့လိုပါတယ်နောက်ဆုံးအနေနဲ့ကတော့unregister လောက်မှာဖြစ်ပါတယ် unregister parameter လေးကတော့လုံးဝဖြတ်လိုက်တဲ့သဘောပါပဲโอเคအခုဆိုပြီးသွားပါပြီဖြတ်တာပြန်ကြည့်လို့ list နဲ့ပြန်ကြည့်လို့list command လေးနဲ့လည်းပြန်ကြည့်လို့ရပါတယ်ဒီလိုလေး distro လုံးဝမရှိတော့ပါဘူးဗျဟုတ်ကဲ့တင်ရတယ်လဲလွယ်သလိုအသုံးပြုရတယ်လဲလွယ်တယ်ဖြည့်ရတယ်လဲအရန်လွယ်ကူတဲ့အတွက်မိတ်ဆွေတို့စမ်းကြည့်ဖို့အတွက်အကောင်းဆုံးအသုံးဝင်တဲ့ Windows ရဲ့ features လေးတစ်ခုကိုကျွန်တော်တို့မိတ်ဆက်ပေးခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ